哟，没，都都让抱起了，没拉没啦，都都没有把给咱背呀嘛喽。哦，都哎嘞，没哎路呗哩，现在嘞炒股嘞，背的。哦，都哎你嘛，我炒股了一啦啦。好的。啊，你那边股变背了呀啦背的。嘿，但还有身上的喏，但还有身上的喏，嘛包没没拖个，俺拖不干乎。哦，拖看什么路？俺别嘛，包括。别别别，要俺叫他们哪个那个？ ဘာလို့အရာပေါက်နေတာဆို။ဘာညာရောတော့ပေါက်နေဆို။ ဟာနဲ့လည်းတော့ပြောနေပေါက်တော့ပါ ဒီပေါက်ပေါက်တာဆို ဟာတပေါက်သေးပေါ့မနေ့ကရှင်းနေညနေ6ကိုလမ်းကြတော့မလို့မနေ့ကညပေါက်တယ် ကျမတို့လည်းပေါက်ချင်လိုက်တာဘေဘိုးတော်ရှိရလဲ ။အေးဘယ်ဘိုးလို့စီကပေါက်တာလဲဘယ်သူလဲ အော်ဘိုးတော့ခင်းလိုက် ။ဘိုးလို့ခင်းလိုက် ဟုတ်တယ် ။ तू ကနှလုံးပေးနေရလား အော်နှလုံးပေးတာတော့မဟုတ်ဘူးဒီနေ့ငါ့ကိုပြလိုက်တာမနေ့ကညပေါက်တာပဲ ။ဟုတ်လားကျမမပေါက်တာတော့ကြပြီ။ကျမချဲရီနှလုံးလေးပေါက်ချင်လို့အဲ့ဒါသူစီကသွားတောင်းလို့ရတယ်။ တောင်းရတယ်နေရလေငါတော့ဒီညနေကတော့တောင်းလာတာဒီညနေတန်းပေါက်တာပဲ ငါမနေ့ကညပေါက်တယ်သူကဒီညနေမှပါလာတာသူက ဟုတ်တယ်မဟုတ်တယ်ပဲပေးရသေးလား ဟောငါတော့သူတခါပြောခဲ့တယ်ပေါက်ရင်တက်ဝက်ပေးမယ်လို့ပြောခဲ့တယ်ငါခရီးတယ်ငါတက်ဝက်တော့ပေးမလို့ ငါတထောင်မိုးထိုးတယ်ညာဒီညနေငါတထောင်မိုးထိုးပြီးတော့သူတထောင်မိုးထိုးပြီးတာအဲ့တထောင်မိုးသွားပေးမလို့ အဲ့ဒါမရအဲ့ဒါလို့ရှိလေအဲ့ဒါဘယ်ချိန်တော့တောင်းလို့ရတယ်မလား ရမှာပေါ့သူပေးရင်ပေးမှာပဲလေမသိဘူးလေဒီငါတို့တော့ပေးလိုက်တာပဲ ဟောတော့သွားတောင်းမယ်လေသွားတောင်းချင်လို့ သွားတော့သဘောပဲ တောင်းချင်လို့အဲ့ဆိုပြီးတော့ဟိုမနေ့ပြန်သွားပြီးတော့တောင်းလိုက်ပါနော် တောင်းလိုက်လက်ကောညလမ်းကြမလို့နော်သူလည်းဝါသနာပါတယ်သလား ကဲတော်ပြီတော်ပြီ တော့ပြအောင် ဟဲ့ချိုင်းလေးဟဲ့နင်းကပြောပြရှိတယ်နင်းကိုသိကြိုက်ပါလား ဘယ်သင်းလို့ ဟာနင်းကလေဘာသိရမှာလဲကိုခိလိုက်လေအခုနှလုံးပေးတယ်ဘူးတော့ဖြစ်နေတယ်တဲ့နှလုံးပေးတာအယမ်းမှန်တာလည်းပဲဟဲ့ ဟုတ်လို့လားဟာ ဟုတ်တယ်ကိုမေကြီးသူနဲ့ဟာနဲ့ထဲမှာတွေ့လာတာကိုချက်လီလေကိုချက်လီဆိုမနဲ့ကိုညောင်ကိုထဲပေါက်တာလေသူငါ့ကိုပြောလိုက်တာ အဲ့လိုကြီးတော့လား ဩနင်းကငါညာပြောရပါမလားအဲ့မနေ့ကငါတော့တောင်းမလို့နေရောစိတ်ဝင်စားတောင်းလို့ရတယ် အေးဟာဟိုတကယ်ပေါက်တယ်ဆိုတော့ငါစိတ်ဝင်စား ဩတကယ်ပေါက်တာပါဆိုနေရလေ အဲ့ဆိုလို့ရှိရင်ငါတို့တောင်းမယ် တောင်းငါတော့နောက်တွေတောင်းလိုက်ပါငါသွားရယူသွားအောင်ညီမကြီးလား တောင်းဟာရောက်တို့ဘာတော့ဟာခင်းလိုက်နှလုံးသုံးလုံးပေးရရမ်းမှန်နေတဲ့ဘိုးတော်ဖြစ်နေပြီလေဟာ ဟုတ်ကောဟုတ်လားကွာမင်းဘာတော့ဘိုးတော့ဖြစ်တာ ဩမင်းကလည်း तू ကပေးရတယ်မနှက်ကောညာကိုမှန်တယ်ကွာကွက်တိတွေကြီးပဲလေ နှလုံးလား အေး ဟုတ်ကောဟုတ်လားကွာ ဟုတ်တယ်ငါမနှက်ပြန်တော့မလိုက်ပါလား လိုက်ရင်ကောင်းမလားမလိုက်တော့ ဩလိုက်ခဲ့စမ်း သွားကြမယ်လေ သွားကြမယ် ကြမယ် အေးသွားတော့ပဲကွာ အေး လိုက်ကြမယ် မစောင့်လေလိုက်ခဲ့မသွား အေး လိုက်တူလိုက်မလား အေးပြော တော့မလားဟေးရမိုးရဟုတ်လားဘာဖြစ်လဲမင်း အိုးဒီလောက်ရက်ွက်ထဲမှာဩမင်းမဘယ်သွားဒီဘက်လားရက်ွက်ထဲမှာဟိုးလေးကြောင်ဖြစ်တာနင်မသိဘူးလား ဘာဖြစ်တာလဲ ပြောလေဘာဖြစ်နေလေဘိုးတော်ဖြစ်နေလေ ဟုတ်လို့လား ဟာနှလုံးကန်းလေးပေးတာတက်တိရဗျာ ဟာအသေးကြတယ်နော် ဩမနဲ့ကောညက်နေရောတော့ကြောက်ကွက်တိတွေပေးတာလေ ဟုတ်လား အဲ့ဒါငါတို့မနဲ့ပြန်သွားတောင်းလို့မင်းတို့လိုက်ပါ လိုက်ပါဦးမင်းရလေ လိုက်တော့လိုက်တော့ အာတရင်မရနော်လိုက် တော့မယ်လေ မတ်တမီကဘိုးတော်ကိုကြော်ပေးပါဆိုလို့ပေးလိုက်တာ ငါပဲဘူးတော့တော့ကြတော့ လက်တရဘိုးတော်ပေါ့ဟုတ်မဲလေဘိုးတော်ဆိုမတ်တမီကမင်းခေါ်တာ ငါ့ကို အေးလီ ငါပါဘူးတော့ ဟောမင်းဘာဘိုးတော်မှနှလုံးလေးပါပြီးဟောရက်ကိုတဲ့ကဘိုးတော်ခင်လိုက်ဘိုးတော်ခင်လိုက်တဲကြတာဆိုမှန်လို့မင်းကိုဘိုးတော်လို့အကုန်တတ်မှတ်နေတာ ဘူးလေအဲ့ဒါငါပုံပန်းလေးတွေတွေ့ရအင်ကြီးမှာတွေ့တဲ့နံပါတ်တွေရှောက်ရမ်းတမ်းပေးတယ်သူအတဲကြနေတာငါလည်းမသိဘူး ပြန်လေအဲ့ဒီအတဲကြတာကွာမချမ်းအော်ငါတို့ဘာမဒီလိုပတ်စံနေကင်ဘူးလားကဲလာသမျှလူကမင်းကြောတာပေးဝါတာကဲအခုဆိုငါတို့အကျွေးတွေလည်းအကုန်ကြေသွားပြီမင်းကလည်းရက်ကွက်ထဲမှာသူအကုန်ယုံကြငါဈေးထဲသွားတော့မျက်နှာမကယ်ရတော့ဟဲကိုတလေးလာလေမဘာလို့ချင်းလဲယူပါအမှန်တော့မင်းမျက်နှာပေါ့ဟိုဘိုးတော်လည်းခေါ်ခဲ့ဦးနော်တဲ့ဒီမှာပြုစုခြင်းလို့ပါကျွေးခြင်းလို့ပါမွေးခြင်းလို့ပါကိုယ်ကွက်ခြင်းလို့ပါ မင်းအဲ့ဒါကိုပြောနေဟလားငါအဲ့ဒါစိတ်ဆင်းရဲနေတာ ဘာလို့စိတ်ဆင်းရဲ ကနန်းနေတောင်းတာငါဘာပေးလို့ပေးအောင်ငါအင်ကြီးကနံပါတ်တွေကြည့်ပြီးရှောက်ပြောတာလေ ဟာဒါပေမဲ့မင်းကဒဲကြပြီမှန်နေတယ်လေ အေးတော့သူရမ်းမှန်တာတော့ငါမလုပ်တတ်နိုင်မှာလေကွာ ဘယ်လိုပဲဖြစ်လေတင်ချင်း နောက်မှမှန်တော့ပြောခံမှာပြဿနာတက်မှာမင်းပြောမနေနဲ့အဲ့ဒါ ဟောမင်းလည်းဘာပဲပြောနံပါတ်ကိုမင်းတွေ့တဲ့နံပါတ်ကိုလည်းရအောင်စဉ်းစားပြီးပေးလိုက်ကွာအဲ့ဒီနံပါတ်ကြီးလည်းမှန်နေတာငါတော့မင်းကိုယုံကြည်တာတော့ မဟုတ်ဘူးတော့သူကန်ဆိုးကန်ကောင်းဖြစ်ပြီးသူအစဟတ်တဲ့နေတာဟောင်းကြီးငါအခုအဲ့စိတ်ညစ်နေတွေ့စမြလူကနန်းနေပဲလာတောင်းတယ်ငါလည်းဘေကနန်းပေးရမှာလေဒုက္ခပါပဲကွာစိတ်ညစ်တယ် ဒီလိုလုပ်ပါလားတကယ်ကြီး လို့တော့ မင်းလည်းတွေ့တယ်မှာကဏ္ဍပေးကြမလို့တော့အောင်လူဒီဟိုသူတကယ်ဘူးတော်တွေလေတိတ်စိမ့်ပေးတာသိရမလားလက်ဟန်ချေအနေနဲ့လေလုံးပြလိုက်တာနဲ့သူတို့အဲ့ဒါကိုကောက်ထိုးတာလေအေးအဲ့လိုမျိုးပေးပေါ့ အဲ့လိုပြောဘယ်လိုမှတ်မှာတော့ လူတွေကအများကြီးပဲလေကွာမင်းလုံးပြတဲ့ပုံစံကိုတယောက်ကတမျိုးကောက်တယ်တယောက်ကတမျိုးကောက်တယ်တယောက်ကတမျိုးကောက်တယ်တယောက်ကတမျိုးကောက်တော့အကုန်လုံးတည်းမှာတယောက်ပေါက်တော့လေမင်းမှန်တာပေါ့ အဲ့ငါလည်းအာဘတ်တော့လွတ်တယ်နော် ဒါပေါ့ တော့သူ
မရတဲ့လူကကျတော့မကောက်တဲ့လူ အေးဘောရတဲ့လူကြတော့ကောက်တယ်လို့အေးအဲ့ဒါလေးပြလိုက်နံပါတ်ကိုမင်းဒဲမချပြီနဲ့တော့ဟုတ်ပြီလားဒါဆို ဒဲချလည်းမှန်မှန်မဟုတ်တော့လေ အဲ့ဒါကိုပြောတာလေအဲ့တော့တို့ဒီလည်းပတ်သက်အများကြီးရမယ်ဆိုဒါပေမဲ့မင်းဒီပုံစံဒီဇိုင်းနဲ့တော့လုံးဝနေလို့မရတော့ အာကိုလုံးလုံးချွတ်နေရ ပင်လေကိုတုံးလုံးချုံနေမှာတော့ဘလို့လို့ကြည့်ကောင်းမှာတော့လို့ခဏမောင်ကွာမင်းဘလို့နေရမလဲဆိုငါစဉ်းစားလိုက်ဦးညအိုးဒီလည်းမင်းစလိလာတောင်းနေသေးတယ်ကဲ တော့ပြောင်းရင်ကွာ ကဲမင်းတောက်ချင်တယ်လို့လားတောက်ရော့ဘလို့လို့ရပြီမင်းဘလို့ဒီဇိုင်းချင်းမလဲဆိုတော့ငါစဉ်းစားလို့ရကဲလူကြနော်ဘာလို့ရုံကြီးနဲ့ဟာလားလူငွေတွေကိုရုံကြီးကြီးတလောက်ထက်လူရင်တိုးတယ်ခွင့်ရင်မွဲတယ်တော့ကဘာထိတ်တိုင်ဝင်နေလို့အော်တခုလောက်ပြောမှာနော်အရင်လိုအဘကနန်းကိုဒဲမချပြီးတော့ဘူးအထက်ကပုံကိုယ်တွေကမှာထားတာဖြစ်တဲ့အတွက်အဘရဲ့အမူအရာကိုကြည့်ပြီးတော့အတိတ်ကကောက်ထိုးပြီးတော့ဗျာနော်အဘဒီဘက်မှာအဘရဲ့သားတော်တွေလည်းမိတော်တွေလည်းရောက်ရှိနေပါပြီအဘရဲ့မျက်နှာလေးကိုဖူးမြော်ခြင်းလို့ဒီဘက်လေးတစ်ချက်လောက်လှည့်ပြီးတော့မဟုတ်ပါတေချာကြည့်ကြနော်တေချာကြည့်တော့ဘာလုပ်ပြလဲဆိုတော့တေချာကြည့်ကြနော်တေချာကြည့်ကြဘာလုပ်ပြလဲဆိုတော့တေချာကြည့်ကြနော် တခြားကြည့် တေချာကြည့်ကြကဲတောင်းကြ သမင်းသားကနန်းလေးပေးပါအောင်ပါရဲ့ ဟုတ်ပါတယ်ဘာရဲ့နှလုံးမပေါက်တာတော်တော်ရုပ်ကြနေပါပြီ တောင်းကြ တော့မှမဟုတ်လို့ပါ အဘာပြောထားတယ်နော်အဘာရဲ့အမူအရာကိုကြည့်နော်ဟိုရေးတယ်ကွာမပါဘူးနေငါခေါ်ပြီကွာခေါ်ပြီနေငါတဲ့ဟဲ့ခက်ဟဲ့ ဘာဖြစ်တော့သူတို့ဘာဖြစ်တော့ ငါမသိဘူးလေနေငါဆိုပြီးအော်ပြီးတော့ပြေးတာပဲမင်းလည်းလုံးပေးလိုက်သေးလား မပေးရသေးဘူးလေ မပေးတော့မင်းဘယ်လိုပုံစံလုပ်ပြလိုက်တော့